Team BOH မင်္ဂလာပါဒီနေ့ training topic ကတော့ spin selling ဖြစ်ပါတယ်တို့ BOH က AV ELV system integration company ဖြစ်တဲ့အားလျော်စွာ customer တွေကို product တွေမရောင်းမဲ့နဲ့ solution ကိုရောင်းနိုင်ဖို့အရေးကြီးပါတယ် spin selling ဆိုတာဘာလဲ spin selling ဆိုတာ product ကိုအတင်းတွန်းရောင်းတာမျိုး hard selling လုပ်တာမျိုးမဟုတ်ဘဲနဲ့ customer ကိုသူ့ပြဿနာကိုသူကိုယ်တိုင်မြင်လာစေပြီးတော့ BOH ကို trusted advisor အဖြစ်ယုံကြည်လာစေမဲ့နည်းလမ်းလည်းဖြစ်ပါတယ်ဒီ training ပြီးသွားတဲ့အခါကျရင် lead qualification ပိုကောင်းလာမယ် marketing effectiveness ပိုတက်လာမယ် proposal closing rate တွေပိုမြင့်လာမယ် price competition ကနေပြီးတော့ value selling ဘက်ကိုပြောင်းသွားနိုင်မှာဖြစ်ပါတယ်traditional selling ရဲ့အားနည်းချက်ကတော့ product features တွေရှင်းပြမယ်ဈေးနှုန်းတွေပြောပြမယ် discount ပေးမယ်ပြီးတာနဲ့အယောင်းပိတ်ဖို့ကြိုးစားတဲ့ closing လုပ်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်ဒီနည်းလမ်းကအထူးသဖြင့်မြန်မာပြည် market အနေနဲ့ developer တွေ hotel owner တွေ facility manager တွေနဲ့ consultant တွေအတွက်တိတ်အလုပ်မဖြစ်တော့ပါဘူး customer က CCTV camera brand ကိုဝယ်ဖို့ကြိုးစားတာမဟုတ်ဘဲနဲ့သူတို့ဝယ်ချင်တာ security ဖြစ်ပါတယ်meeting room display ဝယ်ဖို့ကြိုးစားတာမဟုတ်ဘဲနဲ့သူတို့ဝယ်ချင်တာ seamless meeting experience ဖြစ်ပါတယ် fire alarm panel ဝယ်ဖို့ကြိုးစားတာမဟုတ်ဘဲနဲ့သူတို့ဝယ်ချင်တာ life safety နဲ့ compliance ဖြစ်ပါတယ်ဈေးနှုန်းသီးသန့်ကိုပဲ competition လုပ်တဲ့ဘက်ကိုဝင်သွားခဲ့မယ်ဆိုရင် team တစ်ခုလုံးအနေနဲ့ profit လည်းကျသလို brand value လည်းပျက်စီးနိုင်ပါတယ်ဒီအတွက် product ရောင်းဖို့မကြိုးစားဘဲနဲ့ business outcome ကိုရောင်းဖို့လိုအပ်ပါတယ်spin selling ဆိုတာကို Neil Rackham ဆိုတဲ့စာရေးဆရာကနေပြီးတော့ develop လုပ်ခဲ့ပြီးတော့ရှုပ်ထွေးတဲ့အထူးသဖြင့် B2B sales တွေအတွက်အရန်သုံးဝင်တဲ့ method တစ်ခုဖြစ်ပါတယ် spin selling မှာအဓိကအဆင့်၄ဆင့်ရှိပါတယ် situation လို့ခေါ်တဲ့ customer ရဲ့အခြေအနေကိုနားလည်သဘောပေါက်ခြင်း problem လို့ခေါ်တဲ့ customer ရဲ့လက်ရှိကြုံနေရတဲ့အခက်အခဲကို pain point ကိုရှာဖွေဖော်ထုတ်ခြင်းimplementation လို့ခေါ်တဲ့ဒီရှိနေတဲ့အခက်အခဲကိုမရှင်းမဲထားလိုက်ရင်ရလာမယ့်အကျိုးဆက်ကဘာဖြစ်မလဲဆိုတာကိုဖော်ထုတ်ခြင်းနဲ့ need pay off လို့ခေါ်တဲ့ဒီအခက်အခဲကိုဖြေရှင်းပြီးသွားတဲ့အခါရနိုင်မယ့်အကျိုးကျေးဇူးကဘာလဲဆိုတာကိုပေါ်လွင်အောင်ဆွေးနွေးဖို့ဖြစ်ပါတယ်ဒီ flow အတိုင်းသွားမယ်ဆိုလို့ရှိရင် customer ကိုအတင်းတွန်းเสียရမလို့ပဲနဲ့သူကိုယ်တိုင်ဝယ်ချင်လာအောင်ဆွေးနွေးပြောဆိုခြင်းဖြစ်ပါတယ်situation question တွေက customer ရဲ့လက်ရှိအခြေအနေကိုနားလည်ဖို့မေးတဲ့မေးခွန်းတွေဖြစ်ပါတယ်ဥပမာအဖြစ်လက်ရှိ meeting room ကဘယ်လိုအလုပ်လုပ်နေတာလဲ existing access control system ကဘာတွေသုံးထားပါသလဲ hotel မှာဘယ်နှစ်ထပ်အခန်းဘယ်နှခန်းရှိပါသလဲ maintenance issue အများဆုံးဘာတွေဖြစ်နေပါသလဲဒီနေရာမှာအရေးကြီးတာကမရောင်းခင်နားထောင်ဖို့ဖြစ်ပါတယ် sales person အများစုကစကားများများပြောဖို့ကြိုးစားတတ်တာပဲဖြစ်ပါတယ်professional sales person တွေကတော့မေးပြီးတော့နားထောင်ဖို့ကြိုးစားပါတယ် customer environment ကိုမသိဘဲနဲ့ဖြည့်ရှင်းချက်ဖြစ်တဲ့ solution ထုတ်မပေးသင့်ပါဘူး problem questions အနေနဲ့ customer ကိုသူ့ရဲ့ pain point ကိုသူကိုယ်တိုင်ပြောလာစေဖို့ဖိတ်ခေါ်ဆွေးနွေးခြင်းဖြစ်ပါတယ်ဥပမာအဖြစ် meeting တိုင်းမှာ connection problem ဖြစ်နေတာမျိုးရှိလား access card management အခက်အခဲရှိလား public address system paging မှာ complaint ရှိနေသလား maintenance cost တဖြည်းဖြည်းတက်လာနေတာမျိုးရှိသလားဒီအဆင့်မှာပြဿနာ problem ကိုမြင်သာအောင်ဆွဲထုတ်ဖော်ပြပေးဖို့လိုပါတယ်အခါအားလျော်စွာမှာ customer ပြဿနာရှိနေရဲ့နဲ့ကိုအလေးအထားလို့ဖြစ်နေပြီးတော့ပြဿနာအဖြစ်မမြင်တော့တာမျိုးရှိပါတယ်တို့တွေကသူ့ရဲ့ pain point ကိုမြင်လာအောင်ကူညီပေးရမှာဖြစ်ပါတယ်spin selling ရဲ့အရေးအကြီးဆုံးတစ်ချက်က implication questions ဖြစ်ပါတယ်ဒီပြဿနာဒီအခက်အခဲဆက်ရှိနေမယ်ဆိုရင်ဘာများကြိုးသက်ရောက်မှုရှိနိုင်မလဲဥပမာအဖြစ် meeting disrupted ခဏခဏဖြစ်တဲ့အခါကျရင် management decision delay ဖြစ်စေသလား poor access control ကြောင့် security risk များရှိနေသလား
fire alarm system downtime ကြောင့် compliance issue ဖြစ်နေသလား AV system failure ကြောင့် client impression ကိုထိခိုက်နေသလားဒီအဆင့်မှာ urgency လို့ခေါ်တဲ့အရေးကြီးမှုမြန်မြန်လုပ်ဖို့မြန်မြန်ဆုံးဖြတ်ဖို့လိုအပ်တဲ့ဟာကိုဖန်တီးပေးရပါတယ် customer ဟုတ်တယ်ဒီပြဿနာကိုမဖြေရှင်းလို့ရှိရင်တော့အခက်အခဲကပိုကြီးလာမယ်လို့ခံစားရမယ်ဆိုလို့ရှိရင် sales conversation ကပုံစံတစ်မျိုးပြောင်းသွားပြီဖြစ်ပါတယ် need payoff question က future value ကို customer ကိုယ်တိုင်ပြောလာစေဖို့ဆွဲခေါ်ပေးတာပဲဖြစ်ပါတယ်ဥပမာအဖြစ် system က centralize ဖြစ်သွားခဲ့ရင် operation များပိုလွယ်မလား meeting seamless ဖြစ်သွားခဲ့မယ်ဆိုရင် management productivity ဘယ်လောက်တက်လာမလဲ security monitoring system ပိုကောင်းသွားမယ်ဆိုရင် management ကပိုပြီးတော့များစိတ်ချယုံကြည်မှုရလာမလားဒီနေရာမှာ sales person ကဖြည့်ရှင်းချက်အဖြေထုတ်မပေးရပါဘူး customer ကိုယ်တိုင်ကိုအဖြေပြောခိုင်းရပါတယ်သူပါဇက်ကထွက်လာတဲ့အဖြေကအကောင်းဆုံး closing point ဖြစ်နိုင်ပါတယ်ဥပမာအဖြစ် corporate meeting room AV project တစ်ခုကိုနမူနာအနေနဲ့ကြည့်အောင်ပါမှားယွင်းတဲ့ sales approach တစ်ခုအနေနဲ့နမူနာပြောမယ်ဆိုရင်ဒီ display က 4K ပါ camera ကတော့ AI tracking စနစ်ပါပါတယ် speaker quality အရန်ကောင်းပါတယ်အဲ့ဒီက customer okay ဒါဆိုရင် quotation ပို့ပေးပါပြီးတာ ਨੇ သူ့ရဲ့ပြောဆိုဆွေးနွေးမှုအဆုံးသတ်သွားပါမယ်ဒီအခြေအနေကိုပဲကောင်းမွန်တဲ့ spin approach နဲ့ချင်းကပ်မယ်ဆိုလို့ရှိရင်ခုလက်ရှိသုံးနေတဲ့ solution က meeting disruption ရှိနေသလား remote meeting မှာ audio complaint ရှိနေသလားဒီ issue ကြောင့် management productivity ထိခိုက်မှုရှိသလား system smooth ဖြစ်သွားရင် business impact အနေနဲ့ဘယ်လောက်ရှိမလဲဒီနောက်မှာမှ solution ကို present လုပ်ဖို့ကြိုးစားရမှာဖြစ်ပါတယ်ဒါက product pitching မဟုတ်တော့ဘဲနဲ့ business solution presentation ဘက်ကိုပြောင်းသွားပြီဖြစ်ပါတယ်sales engineer အများစုလုပ်မိတဲ့အလွဲလေးတွေတချို့ကတော့ product features တွေကြီးပဲအရန်တွန်းပြောတာမျိုး proposal အရန်မြန်ပို့တာမျိုး decision maker နဲ့မတွေ့ရသေးဘဲနဲ့ quotation ပို့ဖို့ကြိုးစားတာမျိုးဈေးနှုန်းအနည်းဆုံးနဲ့ရှင်ပြိုင်ဖို့ကြိုးစားတာမျိုး follow up strategy တိတိပပရှိမနေတာမျိုး customer requirement ကို confirm မလုပ်ဘဲနဲ့ solution ပေးဖို့ကြိုးစားတာမျိုးဖြစ်တတ်ပါတယ်ဒီလိုဖြစ်လာရင် customer ကို product supplier လို့ပဲမြင်သွားနိုင်ပါတယ် BOH တိဆောက်ဖို့ကြိုးစားနေတဲ့ consultant role အဖြစ်မြင်ဖို့အခွင့်အလမ်းအင်မတန်မှနည်းသွားစေမှာဖြစ်ပါတယ် spin selling ရဲ့အဆုံးသတ်အနေနဲ့တို့တွေလုပ်ရမယ့်အလုပ်ကကောင်းမွန်တဲ့မေးခွန်းကောင်းများများမေးဖို့ဖြစ်ပါတယ် WIIFM လို့အတူကောက်ခေါ်တဲ့ What's in it for me customer အနေနဲ့ဒီ solution ထဲမှာသူ့ရဲ့အကျိုးကျေးဇူးဘာတွေပါမလဲဆိုတာကိုပေါ်လွင်အောင်ဆွေးနွေးနိုင်ဖို့လိုပါတယ်ဒီနောက်မှာ relationship တည်ဆောက်ဖို့ကြိုးစားပြီးတော့ C level decision maker တွေနဲ့ထိတွေ့နိုင်အောင်ဆက်သွယ်နိုင်အောင်ကြိုးစားသင့်ပါတယ် long term value ကိုလည်းရအောင်ရောင်းပြီးတော့ရေရှည်မှာ trusted advisor ဖြစ်နိုင်ဖို့ကြိုးစားသင့်ပါတယ်မှတ်ထားမယ့်အရေးကြီးဆုံးသောတစ်ချက်ကတော့ people do not buy products they buy solution to problems လူတွေကပစ္စည်းကရိယာကိုဝယ်တာမဟုတ်ဘဲနဲ့သူတို့ရဲ့အခက်အခဲပြဿနာတွေကိုဖြေရှင်းနိုင်မယ်ဖြေရှင်းချက်ဝယ်ယူတယ်ဆိုတာပဲဖြစ်ပါတယ် BOH အနေနဲ့ camera speaker display controller ရောင်းတဲ့ company မဟုတ်ဘဲနဲ့ business solution ကိုရောင်းတဲ့ system integrator ဖြစ်ရပါမယ်ဒါမှလည်း market ထဲမှာ strong position နဲ့ higher margin ရရှိတဲ့ long term client relationship ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်